สวัสดีค่ะรู้จักแม่สักกะလုံးထပ်ပြီးတော့မျှဝေချင်ပါတယ်ကောအာရောကန်ချင်းမှုရေးလူမှုရေးအလောက်ရေးဆိုလို့ရှိရင်ကန်ငန်နောက်တစ်လုံးကကောအာလောကန်ဒါကြတော့အချိန်ကာလဖြစ်ပါတယ်ဥပမာအချိန်ကာလဆိုလို့ရှိရင်ကန်အချိန်ကเวลาကန်เวลาအချိန်ကလူကိုမဆောက်ဘူးအဲ့လိုစကားလုံးမှာသုံးပါတယ်ကန်ဒီနှလုံးကအတန်ထပ်တူပါတယ်ဒါပေမဲ့အတိတ်လည်းမတူဘူးစာလုံးလည်းမတူပါဘူးရှင်ကောရောကန်ဒါကကြတော့ကက်ကြီး1 2 3ဒီသုံးလုံးကသုံးလုံးစလုံးကအတန်တန်ပဲထွက်တယ်ကန်ဒါပေမဲ့လုံးဝအတိတ်ပဲကမတူပါဘူးရှင်ကောရောမောကန်မတ်ပါနော်မော်မာနဲ့စုံးတယ်ဆိုလို့ရှိရင်မတ်တက်ဆိုတဲ့အတန်ထွက်ပါတယ်နော်ကမ်ပါစပိတ်နဲ့ကမ်ဝကျွေးတို့ပါတော့ပေါ့နော်ဝလဲတာတို့အဲ့လိုဆိုလို့ရှိရင်ကမ်နောက်တစ်လုံးကထော်ရောမောทำမော်မာနဲ့စုံလို့ရှိရင်မတ်တက်ပေါ့နော်မတ်တက်ပါစပိတ်ပြီးတော့ပြောလာမယ်ทำတရားတယ်မတရားဘူးဆိုလို့ရှိရင်ทำမတရားဘူးไม่ยุติธรรมမတရားဘူးဒီစကလုံးငါးလုံးကကြက်ရမယ်စကလုံးဖြစ်ပါတယ်ရှင်